အသက်အရွယ်ကိုဂရုမစိုက်ပါနဲ့သူများကိုမထိခိုက်တဲ့၍တင်ပျော်ရွှင်စရာတွေကိုပဲလုပ်ပါတချို့လူတွေကပျော်ရွှင်မှုကိုအသက်အရွယ်နဲ့ကန့်သက်ထားကြတယ်ဒီအရွယ်တွေကပျော်ရမယ့်အရွယ်မဟုတ်တော့ဘူးဒီအရွယ်ကရည်စားထားရမယ့်အရွယ်မဟုတ်တော့ဘူးဒီအရွယ်ကအိမ်အောင်ပြုရမယ့်အရွယ်မဟုတ်တော့ဘူးဒီအရွယ်ကဘောင်းမီဝေးရမယ့်အရွယ်မဟုတ်တော့ဘူးဒီအရွယ်ကအလုပ်လုပ်ရမယ့်အရွယ်မဟုတ်တော့ဘူးဒီအရွယ်ကခရီးတွေရှောက်သွားပြီးဖလန်းဖလန်းထနေရမယ့်အရွယ်မဟုတ်တော့ဘူးစသဖြင့်ပေါ့တကယ်တော့လေအရွယ်ဆိုတာလူတွေကကန့်သက်တာပါဘယ်အရွယ်မှာဘာလုပ်ရမယ်ဘသူကမှကန့်သက်မထားပါဘူးပျော်ရွှင်မှုကိုအရွယ်တစ်ခုကပဲအပိုင်သိမ်းထားခွင့်ရှိတယ်ဆိုတာမဟုတ်ပါဘူးအသက်20အရွယ်သူများပျော်နေချိန်မှာတချို့တွေကအသက်မရှူနိုင်အောင်ရုန်းကန်ခဲ့ကြရတယ်ပျော်ရွှင်မှုလေးခံစားခွင့်ရဖို့ဘဝကိုမောပန်းတကြီးတည်ဆောက်နေခဲ့ရတယ်အစဉ်ပြေလာချိန်မှာအသက်က40ကျော်နေပြီပျော်လို့ရတဲ့အချိန်မှာပျော်ရွှင်မှုကိုခံစားခွင့်ရတယ်သူများကိုမထိခိုက်ဘူးဆိုရင်ဒါဟာသူ့အတွက်မျှတတဲ့အခွင့်အရေးပါဒါကြောင့်သူများကိုမထိခိုက်ဘူးဆိုရင်အသက်အရွယ်ကိုဂရုမစိုက်ပါနဲ့ပျော်ရွှင်မယ်ထင်တာကိုလေလွတ်လွတ်လပ်လပ်ပဲလုပ်ပါသင်ရဲ့ပျော်ရွှင်ခြင်းကလေသူတစ်ပါးနဲ့လုံးဝမသက်ဆိုင်ပါဘူး